ယမင်းပါဒီနေ့ယမင်းရဲ့ shooting လေးကိုအလဲလိုက်ခဲ့ဖို့ယမင်းကဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ဒီနေ့ရာသီဥတုကလည်းအရန်တာရတော့ lighting လေးကလည်းအရန်လာနေတယ် selfie လေးတစ်ပုံလောက်တော့ရိုက်လိုက်မယ်နော် lighting လေးကအရန်လာနေရယ်ဟဲ့ပြီးတော့ Vivo V50 လိုက်ရဲ့ 6500 mAh battery လေးကလည်း 100% အပြည့်ပဲယမင်းကဖုန်းရသုံးနေတဲ့ပါတော့ဒီ 100% ကဘယ်ချိန်ထိခံမယ်လို့ထင်လဲအဲ့တော့ယမင်းအခု shooting အတွက် ready သွားလုပ်လိုက်ပါအောင်မယ်ဘိုင်ဘိုင်ယမင်းအခုကတော့ make up လိမ့်နေရပါယမင်းကအဲ့လို make up လိမ့်နေတော့ပို့ပြီးတော့ mood ဝင်အောင် active ဖြစ်အောင်ဆိုပြီးတော့တချင်းမြန်နားထောင်လေးရှိတယ်အဲ့တော့တချင်းလေးဖွင့်လိုက်မယ်နော်ဒီ V50 Lite ရဲ့ battery ကတချင်းကို phone speaker နဲ့နားထောင်နေဆိုလို့ရှိရင်73နာရီကျော်အောင်ခံနေတဲ့ဘူးကလည်းအရန်ကောင်းနေပြီ make up လေးကလည်းအရန်လာနေပြီဆိုတော့ဒီသွားရိုက်ဖို့တော့အရန် excited ဖြစ်နေပါပြီအမက BTS video လေးရိုက်ထားပြီဒီဗီဒီယိုလေးကလှမ်းလိုက်တာ social media ပေါ်မှာ story တင်ရမယ်ပြီးတော့ဒီ Vivo V50 Lite ရဲ့ battery ကလေ social media ပေါ်မှာ short video အတိုလေးတွေကြည့်လို့ရှိရင်လည်း16နာရီကျော်အောင်ခံနိုင်တယ်နော်အခုကတော့ lunch break ပါအဲ့တော့ယမင်းနေ့လယ်စာစားပါမယ်နေ့လယ်စာစားရင်းနဲ့ယမင်းကြည့်လက်စကိုရီးယားကလေးဆက်ကြည့်မယ် V50 Lite phone နဲ့အဲ့လိုကိုရီးယားကကိုတနေ့ကုန်ဇလန်အတွက်အပြီးပြီးကြရအောင်မှာအကုန်မကုန်29-28နာရီလောက်ထိခံတာကိုယမင်းဓာတ်ပုံရိုက်တယ်ဗီဒီယိုရိုက်တယ်ပြီးတော့တချင်းတွေလည်းအများကြီးနားထောင်တာတော့မှဖုန်းကအဲ့လောက်မကုန်သေးဘူးဖုန်းကလုံးဝအပြည့်နေပါပဲ Vivo V50 Lite ရဲ့ 6500 mAh ကတော့တကယ်ကို game changers ပဲဘယ်လောက်တုံဖုန်းကမကုန် Blue Bolt battery so pro